မင်္ဂလာပါနဲ့ကောင်းကြသလားခရစ်တော်ကိုဖယားခင်ထာဝရဖယားကိုအသက်ရှိသူတိုင်းကချီးမွမ်းထိုက်တယ်ဆိုတဲ့အရာကိုကျမ်းစာဖတ်ရအောင်နော်တန်ရှင်းရဌာနတော်၌ဖယားခင်ကိုချီးမွမ်းကြလို့ဘုန်းတော်ထင်ရှားရာကောင်းကင်မျက်နှာချက်ပေါ်မှာချီးမွမ်းကြလို့ထူးဆန်းသောတကူတော်များကြောင့်ဖယားခင်ကိုချီးမွမ်းကြလို့အလွန်တရာကြီးမြတ်တော်မူခြင်းရှိသည့်အတိုင်းချီးမွမ်းကြလို့တဘိုးမှုတ်လျက်ဖယားခင်ကိုချီးမွမ်းကြလို့တရောနဲ့ဆောင်းကိုတီးလျက်ချီးမွမ်းကြလို့အတ္တတီးလျက်ကခုံလျက်ချီးမွမ်းကြလို့ကျိုးနဲ့ပြည့်သောပြည့်စုံသောဒူရိယာကိုတီးလျက်နေခရကိုပုတ်လျက်ချီးမွမ်းကြလို့အတန်ကျေသောတန်နှင်းကိုတီးလျက်ချီးမွမ်းကြလို့အကြီးဆုံးသောလင်းကွင်းကိုလည်းတီးလျက်ချီးမွမ်းကြလို့အသက်ရှင်သောသူအပေါင်းတို့သည်ထာဝရဘုရားကိုချီးမွမ်းကြစေဟာလေလုယာတဲ့ဆိုတော့အသက်ရှိတရားကဘုရားခင်ကိုချီးမွမ်းဖို့ဒီနေရာမှာတိုက်တွန်းထားတာဖြစ်တယ်နော်ဆိုတော့ကျမတို့ဒီကဘုရားခင်ရဲ့ဖန်ဆင်းထားတဲ့တရားမလို့ဖန်ဆင်းရှင်ကိုချီးမွမ်းဖို့အလိုတော်ရှိတယ်ကျမတို့တက်နိုင်ကြတော့ပေါ့နော်ဒီပုံနိုင်တမကာရင်ခုံရင်နဲ့ချီးမွမ်းကြဆိုလို့နော်အသက်ရှိတရားကချီးမွမ်းဖို့ကျမတို့ရဲ့အသက်ကိုဘုရားခင်ကထားနေတယ်နော်ဆိုတော့ဒီကုခန္ဓာနဲ့စိတ်နဲ့ဝိညာဉ်သုံးပါးစလုံးခင်ကုန်တော်ချီးမွမ်းမယ်တကယ်လို့များဒီကုခန္ဓာတည်ဆုံးသွားရင်လည်းကျမတို့ရဲ့ဝိညာဉ်တော့မတည်နိုင်နဲ့ဝိညာဉ်ဖြစ်တဲ့အတွက်ကြောင့်ထာဝရဘုရားကိုချီးမွမ်းနေတာဖြစ်တယ်ဒီလောကမှာလည်းစာမချီးမွမ်းကြဆိုဘုရားရှင်ကောင်းချီးပေးပါစေကျေးဇူးများတင်တယ်အလိုတော်ရှိတဲ့အခါပြန်တွေ့ကြမယ်ဘိုင်ဘိုင်